လူတယောက်ငါဖမ်းနေစဉ်မှာမွေကိုက်ခံခဲ့ရပါတယ်ဒါပေမဲ့သူကဆေးရုံသွားမဲ့စားမွေနောက်ကိုလိုက်ခဲ့ပါတယ်အဲ့ဒီမွေကအစိတ်ရှိမရှိသူသိဖို့လိုအပ်ခဲ့တာပါသူမွေကိုမဖမ်းမိခဲ့တဲ့အတွက်အစိတ်တွေပြတ်မသွားအောင်ပေါင်မှာအဝစ်တစ်ခုနဲ့စီးနှောင်ခဲ့ပါတယ်ဒါပေမဲ့သူကဝေးလံခေါင်ဖျားတဲ့ဒေသမှာနေထိုင်တာဖြစ်ပြီးအနီးအနားမှာလည်းဆေးရုံမရှိပါဘူးအိမ်ပြန်ရောက်တဲ့အခါမှာတော့သူ့ရဲ့ညာဘက်ခြေထောက်ကရောင်ရမ်းပြီးညိုမဲနေပါပြီးလက္ခဏာအလုံးကအစိတ်ရှိတဲ့မွေကိုက်ခံရတာကိုညွှန်ပြနေပါတယ်အကယ်၍သူအမြန်ဆုံးမလှုပ်ဆောင်ခဲ့ရင်တည်သွားနိုင်ပါတယ်ဒီသတင်းကရွာထဲကိုပြန့်နှံ့သွားခဲ့ပါတယ်အားလုံးကသူ့ကိုတတိရှိတဲ့သူလို့ခေါ်ကြပါတယ်အဲ့ဒီနောက်မှာငွေဖမ်းသမားရောက်လာပါတဲ့အိတ်ကိုဖွင့်ကြည့်လိုက်တဲ့အခါငွေဖမ်းသမားရဲ့မျက်နှာကပြတ်သွားပါတယ်နေဦးမင်းခြေထောက်ကိုဖျက်လိုက်တာလားဒါကလင်းငွေ red snake လေးအစိတ်မရှိဘူးအဲ့ဒီလူကမယုံပါဘူးသူ့ခြေထောက်ကတိတိတတ်တာကိုရောင်ကိုင်းပြီးညိုမဲနေတာကိုငွေဖမ်းသမားကသူ့ခြေထောက်ကိုစစ်ဆေးကြည့်လိုက်ပါတယ်ငါမှမေးစရာတစ်ခုရှိတယ်လို့သူကဆိုပါတယ်မင်းရဲ့ဘယ်ဘက်ခြေထောက်မှာအကိုက်ခံရတဲ့ဘာလို့အမှတ်သားနှစ်ခုရှိနေတာလဲအဲ့ဒီလူစွန့်သွားပါတယ်ပြီးတော့သူလဲကျသွားပြီးသူ့ရဲ့ညာဘက်ခြေထောက်ကိုကင်ကငိုကြွေးပါတော့တကယ်တော့သူကိုက်ခံခဲ့ရတာကဘယ်ဘက်ခြေထောက်ပါထိတ်လန့်သွားတဲ့အချိန်နဲ့သူကခြေထောက်အမှားကိုစီးခဲ့မိတာပါသူ့ရဲ့ညာဘက်ခြေထောက်ကရောင်နေရဟာသွေးလက်ပတ်မှုကိုအချိန်ကြာကြီးပိတ်ဆို့ထားမိလို့ပဲဖြစ်ပါတယ်သူကခြေထောက်အမှားကိုဖျက်မိခဲ့တာပါပဲ